လက်နက်ကင်တော်လန်ရေးကိုစတင်မယ်လို့ရည်ရွယ်ကြကြတဲ့ကပထမဦးဆုံးစဉ်းစားရတာဟာဘန္တာရေးပါပဲသိကြတဲ့အတိုင်းစစ်ရေးရာငွေကုန်ကြေးကျအလွန်များပါတယ်ရှေ့တန်းမှာသူရင်ကိုရင်မျက်နှာချင်းဆိုင်တိုက်ပွဲမဝင်နိုင်ခင်အရင်ဆုံးစီးစနစ်ကျင့်ဝတ်နဲ့ညီတဲ့တက်တီဆောက်ရေးမှာပဲတရင်တပ်ဖွဲ့တွေရဲ့အခြေခံစားဝတ်နေရေးနဲ့အထွေထွေကုန်ကျစရိတ်တွေကိုထည့်သွင်းစဉ်းစားရပါတယ်ဒီအတွက်တကမ္ဘာလုံးမှာရှိကြတဲ့ပြည်သူတွေအနေနဲ့နောက်တန်းထောက်ပို့တပ်ဖွဲ့အဖြစ်တာဝန်ထမ်းဆောင်နိုင်မှုပြည်သူတော်လှန်ရေးထောက်ပို့တပ် PRF ကိုကာကွယ်ရေးဝန်ကြီးဌာနက2021ခုနှစ်ဒီဇင်ဘာလမှာတရားဝင်ဖွဲ့စည်းခဲ့ပါတယ်အခုဆို PRF ဟာလည်း၄နှစ်ခွဲကျော်ကာလကိုရောက်ရှိခဲ့ပြီးထောက်ပို့ငွေတွေလည်းလစဉ်တိုင်းမှာရရှိနေတယ်လို့သိရှိထားကြပြီးဖြစ်ပါတယ်ဒီတော့ PRF ကနေထောက်ပို့ငွေတွေဟာမြေပြင်တရင်တွေစီဘယ်လိုစီးဆင်းလဲဆိုတာကိုဒီဗီဒီယိုကနေရှင်းလင်းတင်ပြပေးလိုက်ပါတယ် PRF စီစဉ်ဟာလစဉ်ထောက်ပို့ငွေကောက်ခံခြင်းရနေမြေပြင်ရဲဘော်တွေစီကိုရောက်ရှိတဲ့အထိအစဉ်စဉ်ကိုစနစ်တကျစီစစ်ဆောင်ရွက်လျက်ရှိပါတယ်ပြည်တွင်းပြည်ပမှာရှိကြတဲ့ကမ္ဘာနေရာအနှံ့ကထောက်ပို့တပ်သားတွေဟာထောက်ပို့တာဝန်ကိုလစဉ်ကြည်ပြွန်စွာထမ်းဆောင်နေကြပါတယ်ဒီလိုထောက်ပို့တပ်သားတွေတာဝန်ထမ်းဆောင်လိုက်တဲ့ထောက်ပို့ငွေတွေကို PRF Headquarter ဖြစ်တဲ့ PRF ရဲ့ Facebook Page, Telegram နဲ့ CRPH OFB အသိမှတ်ပြုထောက်ပို့တပ်သားစုဆောင်းရေးမှုတွေကစုဆောင်းကောက်ခံပေးပါတယ်။ကောက်ခံရရှိလာတဲ့ထောက်ပို့ရန်ပုံငွေတွေကို CRPH OFB နဲ့အတူစာရင်းချုပ်ပြီးကာကွယ်ရေးဝန်ကြီးဌာနကိုလွှဲပြောင်းအပ်နှံပါတယ်။အဲ့ဒီနောက်မှာဘဏ္ဍာရန်ပုံငွေတွေကိုမြို့သားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနမှဘဏ္ဍာရေးစည်းမျဉ်းများနဲ့အညီတိကျစွာစီစစ်ဆောင်ရွက်ပါတယ်။ကာကွယ်ရေးဝန်ကြီးဌာနကစီစစ်ဆောင်ရွက်ပြီးနောက်မှာပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်ရုံးချုပ် PDF Headquarter မှတဆင့် Chains of Command COC အတိုင်းတရင်တပ်ဖွဲ့360ကျော်စီကိုအစဉ်စဉ်လွှဲပြောင်းထောက်ပံ့ပေးအပ်ပါတယ်။မြေပြင်ရဲဘော်တွေဟာရရှိလာတဲ့တရင်ထောက်ပံ့ကိုအဓိကလိုအပ်ချက်ဖြစ်တဲ့တရင်စားနဲ့ရိတ်ခါနဲ့အထွေထွေအသုံးစရိတ်တွေအဓိကထားပြီးအလေအလွတ်မရှိထိရောက်စွာခွဲဝေသုံးစွဲလျက်ရှိပါတယ်။အရေးပါတဲ့အချက်ကတော့ကာကွယ်ရေးဝန်ကြီးဌာနကနေ PDF တပ်မတော်စတင်ဖွဲ့စည်းတဲ့အချိန်ကစပြီးတရင်တပ်ဖွဲ့များရဲ့အခြေခံလိုအပ်ချက်ပြည့်မီဖို့တရင်ထောက်ပံ့နဲ့အထွေထွေအသုံးစရိတ်အဖြစ်အချိန်အရေးတွက်လိုက်ပို့ဆောင်ပေးနေတယ်ဆိုတာပါပဲ။အခုဆိုစုစုပေါင်း38ကြိမ်ထိပေးအပ်ပြီးသွားပါပြီ။တစ်ကြိမ်ပို့ဆောင်တိုင်းမှာပြန်မြအနေနဲ့ခန့်မှန်းခြေအမေရိကန်ဒေါ်လာ9သိန်းကျော်သုံးစွဲခဲ့ပြီး2026ခုနှစ်ကစလို့တရင်ထောက်ပံ့တစ်ကြိမ်ကိုခန့်မှန်းအမေရိကန်ဒေါ်လာ1.3 သန်းခန့်အထိကိုတိုးမြင့်ထောက်ပံ့လျက်ရှိပါတယ်။ဒါအပြင်36ကြိမ်မြောက်ကစပြီးပကဖပြည်သူ့ကာကွယ်ရေးအဖွဲ့တိုက်ခိုက်ရေးတရင်တပ်ဖွဲ့တွေကိုပါတရင်ထောက်ပံ့မှုတွေကိုတိုးချက်ထောက်ပံ့ပေးလျက်ရှိပါတယ်။ဒီလိုပို့ဆောင်ခဲ့တဲ့တရင်ထောက်ပံ့စရိတ်တွေရဲ့85%ကျော်ဖြစ်တဲ့ခန့်မှန်းခြေအမေရိကန်ဒေါ်လာသန်း30ကျော်ဟာ PRF ရဲ့2021ခုနှစ်ဒီဇင်ဘာမှ2025စက်တင်ဘာအထိ46လတာကာလအတွင်း PRF ထောက်ပို့တပ်သားများကိုယ်တိုင်တာဝန်ထမ်းဆောင်ထားတဲ့ဘဏ္ဍာငွေတွေဖြစ်ပါတယ်။ဆိုလိုတာကတော့ PRF တာဝန်ထမ်းဆောင်ငွေတွေဟာပိုပြီးတိုးပွားလာမယ်ဆိုရင် PDF တရင်တပ်ဖွဲ့တွေရဲ့အခြေခံစားနဲ့ရိတ်ခါနဲ့အထွေထွေအသုံးစရိတ်ကိုပူပန်နေစရာမလိုအောင်အပြည့်အဝထောက်ပို့ပေးနိုင်မှာဖြစ်ပြီးမြို့သားညီညွတ်ရေးအစိုးရရဲ့အခြားသောဘဏ္ဍာငွေရှာဖွေရေးအစီအစဉ်များမှရန်ပုံငွေတွေရရှိလာတဲ့အခါစစ်ရေးအသုံးစရိတ်တွေအဖြစ်လက်နက်တပ်ဆင်ရမှာဖြစ်စေစစ်စင်ရေးဖော်ဆောင်ခြင်းမှာပဲဖြစ်စေပိုမိုအားစိုက်ပြီးစီမံအသုံးချနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်ပြည်တွင်းပြည်ပကတော်လှန်ပြည်သူတို့အနေနဲ့ PDF တရင်တပ်ဖွဲ့များရှေ့တန်းစစ်တိုက်ရာမှာနောက်ဆံမတင်းရစေဖို့ဒီလိုစနစ်တကျလဲပတ်နေတဲ့ထောက်ပို့မှုစနစ်တစ်ခုဖြစ်တဲ့ပြည်သူတော်လှန်ရေးထောက်ပို့တပ် PRF မှာတာဝန်ထမ်းဆောင်ကြဖို့ဖိတ်ခေါ်ရင်ကာကွယ်ရေးတပ်သားတွေနဲ့အတူရဲရဲရင်ရင်ပါဝင်နိုင်မှုမြို့သားညီညွတ်ရေးအစိုးရရဲ့အခြားသောဗဏ္ဍာငွေရှာဖွေရေးအစီအစဉ်များမှာလည်းပါဝင်ကြဖို့တိုက်တွန်းဖိတ်ခေါ်လိုက်ပါတယ်။အရေးတော်ပုံအောင်ရမည်။လာပါငါတို့အတူတူရုံးမယ်